စိတ်ပိုင်းဆိုင်ရာကြန့်ခိုင်မှုဆိုတာလေအဲ့ဒါကမွေးကလေးကပါလာတဲ့အရေးချင်းမျိုးမဟုတ်ပါဘူးเนาะဒါကနေ့စဉ်နဲ့မြဖြိုးထောင်ယူရတဲ့အလေးချင်းတစ်ခုပါပဲဆိုတော့ဒီနေ့မှာကျွန်တော်တို့ပြောချမယ့်အကြောင်းအရာကတာမန်အကြံပေးချက်တွေထပ်ပို့ပြီးတော့နက်နေပါတယ်အတွင်းစိတ်ရဲ့တည်ငြိမ်မှုနဲ့ခွန်အားကိုတကယ်ကိုတိဆောက်ပေးနိုင်မဲ့အလေးချင်း6ခုကြောင်းကိုတစ်ချက်လေးကကြည့်ကြအောင်ဒီစကားတော်တော်လေးနည်းနည်းတယ်နော်အတိပ္ပယ်ကဘာလဲဆိုတော့တကယ်တော့မှကိုကမမြင်ရတဲ့သူဖြစ်နေတာမျိုးမဟုတ်ဘူးကိုယ့်ရဲ့စွမ်းအင်တွေကိုယ့်ရဲ့အာယုံစိုက်မှုတွေကဟိုးတစားကြီးတစားနဲ့ယိုစိမ့်ဒီပြန်ကျဲနေတာကိုပြောတာဥပမာပြရရင်ရေပုံးပေါက်ကနေရေတဲ့တဆက်ဆက်ယိုကြကုန်တယ်လို့ပဲပေါ့ကိုယ့်ရဲ့တီရှိမှုကိုယ့်ရဲ့ presence ကအားနေပြီးမင်းမင်းထွားတဲ့ခါကျတော့ပတ်ဝန်းကျင်ကလည်းကိုယ့်ကိုတတိမထားမိတော့တာမျိုးဖြစ်သွားတာကဲဟုတ်ပြီပြောတနာကိုဖြည့်ရှင်းခြင်းနဲ့ဆိုရင်သူ့ရဲ့ limit ကိုအရင်ဆုံးတီးဖို့လိုတာပေါ့။ဘာကြောင့်ကိုယ့်ရဲ့တီရှိမှုကအားနေပြီးပြောလွတ်နေတာလဲ။အဲ့ဒီအဖြေကိုကျွန်တော်တို့အတူတူရှာကြည့်ကြရအောင်။ဒီလိုအခြေအနေမျိုးမှာလေကိုဟန်အနေထားကအစပြောတဲ့စကားလုံးတွေနဲ့အာယုံစိုက်မှုအစုံအားလုံးကပြန့်ကျဲနေတတ်တယ်။ဒါကတကယ်တော့မတိစိတ်ထဲကနေသူများတဲ့အတိအမှတ်ပြုမှုကိုလိုချင်နေတယ်။တောင့်တနေတဲ့ဆိုတဲ့လက္ခဏာတစ်ခုပါပဲ။ဒီလိုစွမ်းအင်ယိုစိတ်မှုတွေကပဲလူတစ်ယောက်ကိုအားနေတယ်လို့ဖြစ်စေပြီးတော့ဘသူမှတတိမထားမိစရာဖြစ်သွားစေတာပါ။လူများစုကတောင်းတချင်းဆိုတဲ့ line ကိုလိုက်နေမိကြတယ်။အာယုံစိုက်ခိုင်ရဖို့အတွက်လိုက်ပြီးတော့ကိုရှာဖွေနေကြတာ။ဒါပေမဲ့တကယ်ဆွဲဆောင်မှုအစ်စ်အမှန်ဆိုတာကအဲ့လိုမဟုတ်ဘူးဗျာ။အဲ့ဒါကကိုယ့်ရဲ့အတွင်းစိတ်တည်ငြိမ်နေခြင်းကနေတဘာဝအတိုင်းထွက်ပေါ်လာတဲ့လေးနဲ့ပြီးခိုင်မာတဲ့ခံစားမှုတစ်မျိုးပဲဖြစ်ပါတယ်ကဲထန်းနာကိုနားလေသွားပြီဆိုတော့အခုအဖြေရှာဖို့အချိန်ရောက်ပါပြီအတွင်းစိတ်ရဲ့အုံမြင့်ကိုခိုင်မာသွားအောင်တိဆုပ်ပေးမယ်ပထမဆုံးအလေးချင်း၃ခုနဲ့ဆက်လက်ကြရအောင်ပထမဆုံးအလေးအကျင့်ကတော့ကိုယ့်ရဲ့ခန္ဓာကိုယ်ကနေစရမှာပါဘာလို့လဲဆိုတော့ခိုင်မာတဲ့စိတ်ဆိုတာတည်ငြိမ်တဲ့ကိုယ်ခန္ဓာဆိုတဲ့ကြောက်ဆောင်ကြီးပေါ်မှာပဲတိဆောက်လို့ရတာကိုဒီလေ့ကျင့်ခန်းကကြီးလိုက်ရင်တော့ရိုးရှင်းတဲ့လို့ထင်ရပေမဲ့တကယ်တမ်းမှာအစွမ်းထပ်ပါတယ်နေ့တိုင်း10မိနစ်လောက်ပဲအချိန်ပေးပြီးခြေဖွားကနေမိကြီးနဲ့ချိတ်ဆက်ထားသလိုမျိုးခံစားရင်ခန္ဓာကိုယ်ကိုတင်းငင်စွာမမတ်ရက်ကြည့်ပါဒါကကိုယ့်ရဲ့အာယုံကြောစနစ်ကို okay အေးစစ်စစ်ပဲဆိုပြီးပြက်လက်တင် जा ပေးနေသလိုပါပဲဟုတ်ပြီဒုတိယလေ့ကျင့်ကတော့စကလုံးကလေးရဲ့စွမ်းအင်နဲ့ပတ်သက်ပါတယ်ကိုပြောလိုက်တဲ့စကားတိုင်းဟာသတင်းချက်လက်တွေပဲမဟုတ်ဘူးနော်ကိုယ့်ရဲ့အတွင်းစိတ်အခြေအနေကိုဖော်ပြနေတဲ့စွမ်းအင် line တွေလည်းပဲပါတယ်။မထားမှာကအနှစ်သာရမရှိပဲပြောတဲ့စကားလုံးတွေကအားနည်းမှုကိုပြတယ်။တိုင်းတိုင်းတာတာနဲ့ပြောတဲ့စကားတွေကမှခွန်အားကိုစောင့်ခြင်းပေးတာပါ။ဒီစီးမြင့်တွေကကိုယ့်ရဲ့စကားပြောဆိုမှုကိုတန့်စင်ပြီးလေးနက်မှုရှိစီဖို့အတွက်အဓိကတော့ချက်တွေပါပဲ။ဒီမေကုန်းလေးကိုခဏလောက်စဉ်းစားကြည့်ပါလား။ကိုယ့်ရဲ့တတောင့်တတာဆုံးကတကယ်ပဲလုံခြုံတဲ့အိမ်လေးတစ်လုံးလား။ဒါမှမဟုတ်အပြင်းမထွက်ရအောင်ပိတ်လောင်ထားတဲ့လောင်ဝိန်းတစ်ခုလား။ဒီမေကွန်းကပဲနောက်ထပ်အရေးကြီးတဲ့အလေးချင်းတစ်ခုစီကိုကျွန်တော်တို့ကိုခေါ်သွားမှာပါတတိယအကျဉ်းကတော့စိတ်ပိုင်းဆိုင်ရာကြွက်သားကိုတိဆောက်တာနဲ့တော်တော်လေးကိုတူပါတယ်ရုပ်ပိုင်းဆိုင်ရာကြွက်သားလေးလိုပဲလေစိတ်ပိုင်းဆိုင်ရာခွန်အားကိုလည်းခုခံမှုတွေအခက်ခဲတွေကတစ်ဆင့်ပဲတိဆောက်ရတာပါဒီလိုလုံရက်တွေကကိုယ်ဒဏ်ပေးနေတာမျိုးလုံးဝမဟုတ်ပါဘူးပေါ်ပြီးခိုင်မာတဲ့အနာဂတ်ကကိုယ့်တိုင်းမြုံနှံပေးဆက်ခြင်းတစ်မျိုးပါပဲဒီလိုလေ့ကျင့်မှုတွေကပဲကိုယ့်ရဲ့စိတ်ဓာတ်ကြန့်ခိုင်မှုကိုတစ်ဖြည်းဖြည်းတိဆောက်ပေးသွားမှာဖြစ်ပါတယ်ကဲအတွင်းစိတ်ရဲ့အိုမစ်ကိုခိုင်မာအောင်တိဆောက်ပြီးပြီဆိုတော့အဲ့ဒီခွန်အားကိုပြင်ပလောကမှာဘယ်လိုထင်ဟပ်စေမလဲဆိုတဲ့နောက်ထပ်အလေးအကျင့်၃ခုကိုဆက်ပြီးလေ့လာကြည့်ကြရအောင်စတုထအလေးအကျင့်ကတော့အာယုံဆိုင်မှုပါလူတယောက်ပိုင်ဆိုင်တဲ့အထက်မှာတကယ်တန်ဖိုးရှိဆုံးရာကဘာလဲမင်းအာယုံဆိုင်မှုပါပဲဘာကိုအာယုံဆိုင်တယ်လဲဆိုတော့ကကိုယ့်ရဲ့ဇာတ်ကောင်ကိုပုံဖော်ပေးတယ်ပြီးတော့အဲ့ဒီဇာတ်ကောင်ကပဲကိုယ့်ရဲ့ကံကြမ္မာကိုဖန်တီးတာပါခဏတာပျော်ရွှင်မှု pleasure နဲ့နှဆိုင်တဲ့ဂျင်းနှမှု satisfaction ကြားကကွာခြားချက်ကိုတေးသေးချာချာနားလည်ဖို့ကတော်တော်အရေးကြီးပါတယ်ပျော်ရွှင်မှုကခဏလေးပဲခံပြီးတော့ဂျင်းနှမှုကမှတည်တံ့ခိုင်မြဲတာပါတကယ်ခွန်အားကိုတိဆောက်ခြင်းတဲ့ဆိုရင်တော့ဂျင်းနှမှုကိုရွေးချယ်တတ်ဖို့လိုပါတယ်ပင်စမအလီကျန်ကတော့လေတံမာတဲ့ခန္ဓာကိုယ်နဲ့ကြန့်ခိုင်တဲ့စိတ်ဟာတစ်ခုနဲ့တစ်ခုဘလို့မှခွေးခြားလို့မရဘူးဆိုတဲ့အချက်ကိုထပ်ပြီးတော့အလေးပေးထားတာပါစိတ်ရဲ့ခွန်အားဆိုတာကိုယ်ခန္ဓာရဲ့ကြမ်းမှကြန့်ခိုင်မှုအပေါ်မှာတော်တော်လေးကိုမူတည်နေတာတဲ့ဒီစကားကဘာကိုပြနေတယ်လဲဆိုတော့စိတ်ပိုင်းဆိုင်ရာချန့်ခိုင်မှုကပုံမှန်ကိုယ်လက်လေ့ကျင့်မှုဆိုတာမရှိလို့မဖြစ်ဘူးမလုပ်လို့မရဘူးဆိုတာပါပဲဖိအားတဲ့ရင်ဆိုင်ရတဲ့အခါကိုယ့်ရဲ့လေ့ကျင့်မှုတွေကဒါတကယ်ကိုအားခွေရဖြစ်လာမှာပါကဲနောက်ဆုံးနဲ့နှဆိုင်ဆုံးအလေးအကျင့်ကတော့အရင်ပြောခဲ့တဲ့အလေးအကျင့်အားလုံးကိုတစ်ခုတည်းဖြစ်ပေါင်းစည်းပေးမဲ့အရာပါပဲအဲ့ဒါကတော့ကိုကျင့်တရားတနည်းအားဖြင့်သီလတရားနဲ့ညီနေထိုင်ခြင်းပဲဖြစ်ပါတယ်
ကိုကျင့်တရားဆိုတဲ့အခြေခံအုံးမြစ်ကတကယ်ကိုအရေးကြီးပါတယ်ခွန်အားမှလမ်းညွှန်မှုနဲ့ရိုးသားဖြောင့်မမှုရှိနေဖို့လိုတယ်ဒါမှမဟုတ်ရင်အဲ့ဒီခွန်အားကမာနထောင်လွှားမှုအဖြစ်ပြောင်းလဲသွားနိုင်တယ်လို့ဆွဲဆောင်မှုကလည်းလှည့်စားမှုတစ်ခုဖြစ်သွားနိုင်တယ် ဒီတော့အဆုံးစွန်ပန်းတိုင်ကတကယ်တော့ပါလေဆွေးဆောင်မှုရှိတဲ့တူတယောက်ဖက်လာဟုတ်လားအဲ့ဒါမဟုတ်ပါဘူးအဲ့ဒီထက်ပူပြီးမိမားတဲ့ຢာတကူကိုဥတီရမှာပါ ယုံကြည်မှုဆိုတာရှာလို့ရတဲ့အရာမဟုတ်ဘူးတိဆောက်ယူရတာအဲ့ဒါကဘာလဲဆိုတော့ကိုပေးထားတဲ့ဂရိတွေကိုတစိုက်မမလှုပ်ဆောင်ခဲ့ခြင်းရလဲအဲ့ဒီလို့ရတဲ့ရမညံတစ်ခုပါပဲစီကနဲ့ကိုလေးစားမှုနဲ့ရရှိလာတဲ့အရာတစ်ခုပေါ့ဒါကတကယ်ကိုအတိကကြတဲ့စိတ်နဲ့စိတ်ထားပြောင်းလဲမှုတစ်ခုပါပဲသူများတွေကကိုသဘောကျရလားလို့မေးနေမယ်အစားကိုရဲ့အတွင်းစိတ်ကညီညွတ်ဖြာတာနေရလားလို့ပြန်မေးတတ်ဖို့ကပိုအရေးကြီးပါတယ်ဟုတ်ပါတယ်စမန်နဲ့တီရှိမှုဆိုတာမျက်လက်တစ်ခုမဟုတ်ပါဘူးဒါဟာစီကန်းရှိပြီးတီလာရီယာနဲ့အနီနီထိုင်တဲ့ဘောဟပုံစံရဲ့တဘာဝကျတဲ့အကျိုးဆက်တစ်ခုသာဖြစ်ပါတယ်ညီညွတ်မြတာနေပြီဆိုရင်အာယုံစိုက်မှုကိုလိုက်ရှာစရာမလိုတော့ဘူးအာယုံစိုက်မှုကပို့ကိုအလိုလိုရှာလာပါလိမ့်မယ်ဒီတော့နောက်ဆုံးအနေနဲ့ဒီမေးခွန်းလေးနဲ့အဆုံးသတ်ချင်ပါတယ်နေစဉ်ဘဝမှာပြုလုပ်နေတဲ့တဲငယ်လေရွေးချယ်မှုတိုင်းဟာလေ့ချယ်မှုတစ်ခုပါပဲကိုဘယ်လိုလူဖြစ်လာမလဲဆိုတာကိုအဲ့ဒီရွေးချယ်မှုတွေကပဲပုံဖော်ပြတော့မှာပါဆိုတော့ဘယ်လိုရွေးချယ်ကြမလဲ